Nissan Navara 2005နော် remove ပြုတ်ကြပြီးတော့ပျောက်သွားလို့နော်အဲ remove အစ်စ်ပြန်သွင်းမယ်နော်ရှယ်လေးကြည့်Nissan နဲ့ဝင်မယ်နော်ဒီကနေပြီးတော့မှ2003-2006ကြားရဲ့အကောင်လိုက်ရှာမယ်ဒီမှာ2003-2006 2005ဆိုနော် megahertz က3.5နဲ့လာတယ်နော် frequency ကကျွန်တော်လုပ်မယ် okay ဟုတ်ရပြီနော် okay ဒီမှာ diagnose တွေဝင်မယ် immobilizer တွေဝင်မယ်ပြီးရင် Nissan နဲ့ဝင်မယ်နောက်ဒီမှာ program remove တွေဝင်မယ် Taiwan ရေးရွေးကြည့်မယ်အဲ့တော့ဒီမှာ remove တွေပြုတ်ကျသွားတဲ့ခါကျရင်လည်းအဲ့လို data တွေပါဖြောက်ပြစ်ချင် erase လုပ်လို့ရတယ်နော်အဲ့တော့ကိုကတော့ program တွင်းမယ်နော်အဲ့တော့ press the unlock button ကိုနှိပ်ပါတယ်နော် okay ဒါလေးပဲ program set ကဲဒီမှာ remove ကစားကြည့်အောင်နော် lock unlock okay